စစ်တော်မှာအကောင့် run နဲ့ဖြည့်ရှင်းတဲ့နေတွေကိုဒီ video မှာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ account profile ကို screenshot လေးရိုက်ထားပေးဖို့လိုပါတယ် screenshot ရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ်တော့က643ကြောင်းနှိပ်ပါဒီ643ကြောင်းနှိပ်ပြီးဆိုလို့ရှိရင်တော့ setting ရဲ့ private ကိုဝင်ပေးရမှာပဲဖြစ်ပါတယ်ဒီ private တွေရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ဆုံးဆွဲပြီးတင်ပေးလိုက်ပါဆွဲတင်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီ head center ဆိုတာလေးကိုနှိပ်ပါပြီးရင်တော့ကျွန်တော်ဒီမှာ ချုပ် s ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်နှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာcontact agent ဆိုတာရှိပါတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်ပါနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာအကောက်ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ဒီအကောက်ကိုရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော် rocket verification ဆိုတာလေးကိုနှိပ်ပါဒါလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဓာတ်ပုံနေရာလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ခုနကတော့ screenshot ရိုက်ခဲ့တဲ့ပုံကိုဒီမှာထည့်ပေးရမှာပဲဖြစ်ပါတယ်ပုံထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်အကောက် run လေးဖြည့်ဖြောက်ဖို့အတွက်ဒီမှာစာလေးနဲ့ငယ် user ဝင်စာထည့်ပေးရမှာပဲဖြစ်ပါတယ် user ဝင်စာထည့်ပြီးရင်ကျွန်တော်ဒီအောက်က submit ဆိုတာလေးကိုနှိပ်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်24နာရီအတွင်းအကောက် run လေးဖြည့်ရှင်းပြီးသားဖြစ်သွားပါပြီ